ကျွန်တော်စီရောက်လာတဲ့ဧည့်သည်တော်တော်များများကထိုင်းမှာ tourism လုပ်ငန်းလုပ်ချင်ကြတယ်။ကားငှားစားချင်ကြတယ်။ဟုတ်ပါတယ်။ဒါကနေ့တိုင်းဝင်နဲ့ cash flow အရန်ကောင်းတဲ့လုပ်ငန်းတစ်ခုပါ။ဒါပေမဲ့မိတ်ဆွေတို့ကိုစေတနာနဲ့အမှန်အတိုင်းသတိပေးပါရစေ။ online မှာ page ထောင်ကားပုံတင်ပြီးတော့ boost ရုံနဲ့ tourism business လုပ်လို့ရတယ်လို့ထင်နေရင်မိတ်ဆွေအန်ရကြီးတဲ့လမ်းကြောင်းကိုရှောက်နေတာပါပဲခင်ဗျ။ထိုင်းရဲ့ချုပ်ခန်းနဲ့ရောက်သွားတဲ့နိုင်ငံခြားသားတွေထဲမှာ tourism business act ခရီးသွားလုပ်ငန်းဥပဒေကိုဒီပဲလုပ်လို့အဖမ်းခံရတဲ့သူတွေမနှဲပါဘူးခင်ဗျကျွန်တော်ကမိတ်ဆွေတို့ကိုဒီလိုမဖြစ်စေချင်ပါဘူးဒါကြောင့်ဒီဗီဒီယိုမှာထိုင်းမှာကားရန်တယ်နဲ့ tourism agency ကိုဥပဒေနဲ့အညီတရားဝင်ဖြစ်အောင်ဘယ်လိုတည်ထောင်မလဲရဲဖမ်းမှာမကြောက်ရပဲရေရှည်ဘယ်လိုအကျိုးအမြတ်ရှာမလဲအကုန်လုံးပြောပြပေးသွားပါမယ်ခင်ဗျပထမဆုံးအဆင့်အနေနဲ့ကုမ္ပဏီထောင်ရပါမယ်။ဒါပေမဲ့တာမန် trading ကုမ္ပဏီထောင်တယ်လို့မျိုးထောင်လို့မရပါဘူး။ tourism လုပ်ငန်းက Foreign Business Act List 3အရာနိုင်ငံခြားသားလုပ်ပိုင်ခွင့်မရှိတဲ့ကန့်သတ်ထားတဲ့လုပ်ငန်းမှာဒါကြောင့်မို့လို့မဖြစ်မနေပြင်ဆင်ရမှာကနံပါတ်1 Thai shareholderထိုင်းရှယ်ယာရှင်51ရာခိုင်နှုန်းပါရပါမယ်ဒီနေရာမှာယုံကြည်ရတဲ့ထိုင်းပါတနာဒါမှမဟုတ် legal structure ခိုင်မာတဲ့ရှယ်ယာမျိုးဖြစ်ဖို့လိုပါတယ်နံပါတ်2 objective ကုမ္ပဏီရဲ့ရည်ရွယ်ချက် objective မှာ tourism နဲ့ car rental ဆိုပြီးတော့ထည့်သွင်းရေးဆွဲရပါမယ်ခင်ဗျနံပါတ်3 capital မိတ်ဆွေတို့ work permit ရဖို့အတွက်ကုမ္ပဏီမှတည်ငွေ register capital ဘဏ်ငွေ2 သန်းရှိရပါမယ်အစကတည်းကကုမ္ပဏီစာရွက်စာတမ်းမမှန်ရင်နောက်အဆင့်တွေဖြစ်တဲ့ license လျှောက်လို့မရပါဘူးခင်ဗျဒါကြောင့်အစကတည်းက professional ကြစတင်ဖို့လိုပါတယ်ကုမ္ပဏီကိစ္စရပြီဆိုတာနဲ့ခရီးသွားလုပ်ငန်းလုပ်လို့ရပြီလားလုံးဝမရသေးပါဘူးခင်ဗျ TAT license Tourism Authority of Thailand license မရှိဘဲနဲ့ tour package ရှောင်းတာ guide ငါတာဘိုကင်လက်ခံတာလုပ်ရင်ထောင်ဒဏ်2 နှစ်ဒါမှမဟုတ်ငွေဒဏ်5 သိန်းအထိရှိနိုင်ပါတယ်ဒါကိုအထူးသတိထားစေချင်ပါတယ် TAT license လျှောက်ဖို့အတွက်နံပါတ်1 directors director အဖွဲ့ဝင်တွေမှာထိုင်းလူမျိုးပါဝင်ရပါမယ်နံပါတ်2 office ရုံးခန်းအဆက်အမှန်ရှိရပါမယ် virtual office နဲ့ရှောက်လို့မရပါဘူး TAT ကလူလစ်ပြီးတော့လာစစ်ပါတယ်နံပါတ်3 security deposit မိတ်ဆွေတို့လုပ်ရမယ့်လုပ်ငန်းအပေါ်မူတည်ပြီးတော့အစိုးရစီမှအာမခံကြေးတင်ရပါတယ်ပြည်တွင်းခရီးသွားလုပ်ငန်း domestic ဆိုရင်ဘတ်ငွေ9000တင်ရပါတယ်ပြည်ပကဧည့်သည်ကိုလက်ခံမဲ့ inbound ဆိုရင်ဘတ်ငွေ2 သန်းလောက်တင်ရပါတယ်ခင်ဗျဒီပတ်စံကကုမ္ပဏီပိတ်မှပြန်ရမှာဖြစ်ပါတယ်ကားရန်တဲ့ကားအငှားလုပ်ငန်းလုပ်မယ်ဆိုရင်ပို့ပြီးတော့ဂယူးဆိုင်ပါအများစုမှားတတ်တဲ့အချက်ကကိုပိုင်ကအဖြူရောင်နံပါတ်ပြားကိုဝယ်ပြီးတော့ခရီးသည်တင်လောက်ကြတာပါဒါကဥပဒေနဲ့မညီပါဘူးမှန်ကန်တဲ့နီလန်ကနံပါတ်1 commercial registration ကားတွေကိုကုမ္ပဏီပိုင်အဖြစ်လွှဲပြောင်းရပါမယ်နံပါတ်2 yellow place အဲ့တဲ့တင် van ဘတ်ဆိုရင်အဝါရောင်နံပါတ်ပြားpublic transport ရှောက်ထားတာအကောင်းဆုံးပါပဲခင်ဗျဒါမှလမ်းမှာ check point တွေတွေ့ရင်ရှင်းရသက်သာမှာပါနံပါတ်3 commercial insurance ကိုပိုင်ကားအာမခံ class 1ကခရီးသည်ထိခိုက်ရင်မလျော်ပါဘူး commercial use စီးပွားရေး3အာမခံတည်တံ့ဝယ်ရပါမယ်မိတ်ဆွေတို့ရဲ့ဧည့်သည်တွေလုံခြုံမှုရှိမှလုပ်ငန်းကရေရှည်တည်တံ့ခိုင်မြဲမှာပါနံပါတ်4 rental contractကားငှားတဲ့သူကကားခိုးပြေးသွားရင်ဘယ်လိုလုပ်မလဲရဲစခန်းမှာအမှုဖွင့်လို့ရမယ်ခိုင်လုံတဲ့ legal rental contract ထိုင်းအင်္ဂလိပ်စာချုပ်ရှိရပါမယ်ခင်ဗျနောက်ဆုံးအနေနဲ့မိတ်ဆွေတို့ကိုအလေးအနက်သတိပေးချင်တာကတိုးခိုက်ကိစ္စပါထိုင်းနိုင်ငံမှာတိုးခိုက်အလုပ်ကနိုင်ငံခြားသားလုပ်ပိုင်ခွင့်လုံးဝမရှိတဲ့ strictly prohibit အလုပ်ပါခင်ဗျမိတ်ဆွေကကုမ္ပဏီပိုင်ရှင်ဖြစ်လို့ရပါတယ်ဒါပေမဲ့ဧည့်သည်ကိုကိုယ်တိုင်လိုက်ပို့ပြီးတော့ရှင်းပြနေတာကို tourist public ကတွေ့ရင်ချက်ချင်းဖမ်းခံရပါလိမ့်မယ်ခင်ဗျဖြည့်ရှင်းနည်းကတော့ sitting guide license ရထိုင်းခိုက်တယောက်ငှားပြီးတော့မိတ်ဆွေက coordinator ညှိနှိုင်းသူအနေနဲ့ပဲလိုက်ပါတာကဥပဒေနဲ့ညီညွတ်ပါတယ်ခင်ဗျမိတ်ဆွေတို့မြင်တဲ့အတိုင်းပါပဲ tourism နဲ့ car rental လုပ်ငန်းကအခွင့်အလမ်းကြီးမားသလောက်ကုမ္ပဏီထောင်တာတနေရာ
တက်လိုင်စင်လျှောက်တာတနေရကားအာမခံနဲ့စာချုပ်ချုပ်တာတနေရလစဉ်အခွန်စရင်အကောင့်နဲ့တနေရဒါတွေအကုန်လုံးကိုလိုက်လုံနေရင်မိတ်ဆွေတို့စီးပွားရေးလှုပ်ချိန်ရှိမှာမဟုတ်ပါဘူးဒါကြောင့်မိတ်ဆွေတို့အချိန်မကုန်လူမပင်ပန်းရအောင်ကျွန်တော်ကောင်းမြတ်က one stop service စီစဉ်ပေးထားပါတယ်ခင်ဗျကုမ္ပဏီစထောင်တာကနေ TAT license ကြားတဲ့အထိရုံးခန်းရှာတာကနေဝန်ထမ်း social security တင်တာအထိကားအာမခံဝယ်တာကနေဥပဒေနဲ့အညီဂိုက်ရှာပေးတဲ့အထိ A to Z အကုန်လုံးတာဝန်ယူပေးပါတယ်မိတ်ဆွေတို့က marketing နဲ့ sales ကိုပဲအာရုံစိုက်ပါ operation နဲ့ legal အပိုင်းကိုကျွန်တော်ကိုလွှဲထားလိုက်ပါထိုင်းမှာတရားဝင် tourism လုပ်ငန်းရှင်အဖြစ်ဂုဏ်သိက္ခာရှိရည်တည်ခြင်းနဲ့ဆိုရင်အခုပဲကျွန်တော် message ဖောက်မှာ tourism လို့ရေးပြီးတော့ဆွေးနွေးနိုင်ပါတယ်ခင်ဗျကျွန်တော်ကောင်းမြတ်ပါမိတ်ဆွေတို့ရဲ့ allocation consultant တယောက်ပါမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျ